ဒီနေ့ကတော့ထိုင်ဝမ်မှာအသုံးများတဲ့ပေါင်းဝေါ်ဆိုတဲ့စကားလုံးလေးနဲ့မိတ်ဆက်ပေးခြင်းပါတယ်ဒီစကားလုံးလေးရဲ့အဓိပ္ပာယ်ကတော့တရုတ်လိုဆိုရင်တော့麻烦这样做ကျေးဇူးပြုပြီးဒီလိုမျိုးလေးလုပ်ပေးပါဆိုတဲ့အဓိပ္ပာယ်ရပါတယ်ပထမအဆုံးစာကြောင်းလေးကဆရာမက帮我把雨衣穿上ဆိုရင်ဆရာမကသူ့ကိုမိုးကအင်ကြီးဝတ်ပေးပါလို့ပြောချင်တာမဟုတ်ပါဘူးကျောင်းသားတွေကိုသူကမိုးကအင်ကြီးလေးဝတ်ပေးထားကြပါလို့ပြောချင်တာပါဆရာမကိုဝတ်ပေးရမှာမဟုတ်เนาะကျောင်းသားတွေကကွက်ကိုဝတ်ထားရမှာဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တာပါဒုတိယစာကြောင်းလေးကတော့你帮我选一下我有选择障碍你ငါ့ကိုတစ်ချက်လောက်ရွေးပေးပါငါမှရွေးချယ်ရခက်ခဲနေတယ်选择障碍ဆိုတဲ့စကားလုံးကလေထိုင်ဝမ်လူမျိုးတွေအသုံးများတဲ့စကားလုံးပေါ့နော်选择障碍ကရွေးချယ်ရခက်ခဲနေတဲ့အချိန်ဥပမာဒီအိမ်ကြီးနဲ့ဒီအိမ်ကြီးနှစ်ထဲမှာကိုကဘယ်တစ်ထဲကိုရွေးရမှမသိတဲ့အချိန်မှာကိုက选择障碍ဖြစ်နေတယ်လို့ပြောလို့ရပါတယ်နောက်ဆုံးစာကြောင်းလေးရတော့你帮我顾一下包包我要去一下厕所你ငါရဲ့အိတ်တွေကိုစောင့်ကြည့်ပေးထားပါငါအင်တာလေးတစ်ချက်သွားလိုက်အောင်မယ်ကဲတရားဆိုရင်帮我ဆိုတဲ့စကားလုံးလေးကိုဘယ်လိုသုံးရမလဲသိကြပြီထင်တယ်နော်ဂျက်စီတို့ရဲ့နောက်ဆုံးရဲ့ conversation လေးကိုကြည့်လိုက်ကြရအောင်我今天懒得出门帮我想一下晚餐吃什么吧你又开始了帮你想那你想吃重口味还是清淡的我想要清淡的啦最近觉得油腻的吃多了会变胖耶好啦我帮你想好了去吃日系料理怎么样ကဲဒီဗီဒီယိုလေးကြည့်ပြီးပြီဆိုရင်ပေါင်းဝဆိုတဲ့စကားလုံးလေးကိုဘယ်လိုအသုံးပြုလို့ရလဲဆိုတာ comment မှာရေးပေးတော့ကြနော်ဘိုင်ဘိုင်